အပင်မြင့်မြင့်ကတရက်သီးတွေကိုလှေကားမလိုပဲအလွယ်တကူခူးချင်ပါသလားပလတ်စတစ်ပလင်းအဟောင်းလေးနဲ့ပဲတရက်သီးကူးတဲ့ကိရိယာအလွယ်လေးလုပ်နည်းကိုကြည့်လိုက်ရအောင်ပထမဆုံးပလတ်စတစ်ပလင်းတစ်လုံးနဲ့မာကာတစ်ချောင်းယူပါပလင်းရဲ့အောက်ခြေကိုဓာတ်ပုံထဲကအတိုင်းပေါင်းပုံစံလေးမှတ်သားပေးပါမှတ်ထားတဲ့အတိုင်းလွှတ်သို့မဟုတ်ဓာတ်နဲ့ဂယုတစ်စိုက်ဖြတ်လိုက်ပါဒါဆိုရင်ပန်းပွင့်ပုံစံလေးရလာပါလိမ့်မယ်ပြီးရင်တော့ပလင်းရဲ့အစွန်းတွေနဲ့အလဲဗဟိုနားမှာအပေါက်ငယ်လေးတွေဖောက်ပေးပါအခုကျိုးတစ်ချောင်းကိုယူပြီးတော့ဖောက်ထားတဲ့အပေါက်တွေထဲကနေဖြတ်တန်းပြီးခြိပေးပါဒီကျိုးကတရက်တီးကိုညှက်ပေးမဲ့အဓိကအစိပ်ပိုင်းမှာကျိုးကိုပလင်းဝအဖုံးဘက်ကနေထွက်လာအောင်လုပ်ထားရပါမယ်ဒါမှကျိုးကိုဆွဲလိုက်တဲ့အခါပလင်းရဲ့အစွန်းတွေကပိတ်သွားမှာပါအခုဆိုရင်ပလင်းကိုတုတ်ချောင်းရှိတစ်ချောင်းနဲ့တက်ဆင်လိုက်ပါတုတ်ရဲ့အောက်ခြေမှာတော့စပိန်ဘရိတ်သို့မဟုတ်ကျိုးကိုထိန်းချုပ်လို့ရမယ့်လက်ကင်လေးတစ်ခုတက်ပေးပါကျိုးကိုလက်ကင်နဲ့ချိတ်ဆက်လိုက်ရင်အဆင်သင့်ဖြစ်ပါပြီကြည့်လိုက်ပါဦးအရန်လွယ်တာပဲတရက်သီးကိုပလင်းထဲဝင်အောင်ထည့်ပြီးလက်ကင်ကျိုးကိုဆွဲလိုက်ရုံပါပဲအသီးကိုညှက်မိသွားပြီဆိုရင်ဖြည်းဖြည်းလေးလှည့်ချလိုက်ပါဒီလိုဆိုရင်လှေကားပေါ်တက်เสียမလို့ပဲအသီးတွေကိုအလွယ်တကူခူးလို့ရပါပြီအိမ်မှာစမ်းကြည့်ပြီးဘလို့နေလဲဆိုတာပြောပြပေးဦးနော်